လေမင်းမ ရှိ ဒီမှာကိတ်ကလေးကိုပြလိုက်ပါအောင်ဖွား စော့မလား မြင်ရလားဖွားဖះသခင်ကောင်းကြီးပေးပါစေအေး ဘာရကောင်းကြီးမာကီပြပါ နော်ကောင်းကြီးအများကြီးပေးပါစေဒါဘသူပေးခိုင်းလိုက်တာလဲသိလားယင် ဖွာလိုက်တယ်ဖွာ ဘယ်မြီးလေးပေးခိုင်းလိုက်တာလဲမြီးလေးနာမည်မှန်အောင်ပြောပေးပါလား ဆိုင်ရအပဒေ တန်တန်အဲ့တမင်းကဖောက်ဖောက် ဘာမြေကလေးနော်မြေကလေးအစတာဟုတ်တယ်အစတာ အဲ့ချစ်တာ အေးအစတာ အငွာချဘော ဟုတ် ပြောပါဦး အတောင်ဘုတ်တဲ့ချစ်တာ အဲ့နမစီ ဟုတ်ကဲ့အစတာဟုတ်တယ်အစတာဒီအိမ်ကိုသမီးတာနဲ့ဆိုရောက်တာ2ခေါက်3ခေါက်လောက်တော့ရှိသွားပြီဒီလားဟိုကသမီးကိုမမှတ်မိရဒီကလက်ဆောင်လေးတွေပေါ့နော်ပျော်စီခြင်းလို့နော်အဲဆိုပျော်စီခြင်းလို့အဲ့တော့နောက်ထပ်လက်ဆောင်လေးတစ်ခုဒီထဲမှာမြုပ်ထားသေးလက်ကလေးပေးဟာလေခဏဒါလေးကိုင်လိုက်အဲ့လေးကိုင်လိုက်ဒီလိုလေးကိုင်လိုက်ဒီလိုလေးကိုင်လိုက် အဲ့ ဟုတ်ဒီလိုလေးကိုင်လိုက် မိကြလား ဆက်ကြည့်ပါ မင်းလည်းလောက် ဆဲပါအောင်အဲ့ဒါလက်နောက်တစ်ဖက်နဲ့ထပ်ဆဲဆဲပါအောင်မင်းနိုင်ရဟုတ်ကဲ့ဆိုင်ရထည့်ပေးလိုက်တာလားမသိနော်မုတ်ဆိုင်ရထည့်ပေးလိုက်တာထင်တယ် မိလား ဘဝအသက်ဘယ်လောက်ရှိသွားလဲ ခုနချာညံဝါ 90နဲ့ ခုနချာညံဝါ ဟိုရဒီဆက်ရှိ ကဲဒီမှာကြည့်ပါ ဒါလို့လိုက်တယ်အဲ့စတားနေတယ်ကြည့်ရ ကဲဒီမှာဘာပါလဲဒါတွေရအောင် ဘယ်လိုက ဒါတွေရအောင်ဘာတွေလဲ မွေလေ အေးငွေလေးနော်တို့ရ3နေတာ3ပေါ့နော်ဆိုပြီးတော့ဒီမှာသူပြောခိုင်းလိုက်တဲ့အမှတ်တရစကားလေးရှိရဲပေါ့နော်ဖွားဖွားကျမ်းမာမယ်မျှော်လင့်ပါတယ်တဲ့မြီးလေးအစတာမျှော်လင့်ပါတယ်တဲ့ USA ရောက်ပေါ့နော်မြီးလေးအစတာကိုငငယ်တုန်းကအရန် view site အရန်ချစ်ပေးထိမ့်ပေးခဲ့တာတွေအမေပြပြလို့သိရပါတယ်တဲ့အဲ့တော့မြီးလေးကိုချစ်ပေးရဲ့ဖွားဖွားတက်ရှိကျမ်းမှာဖခင်ခင်ကောင်းကြီးပေးပါစေတဲ့မြီးလေးအစတာတက်နိုင်တဲ့လောက်အမေများနေမှာဖွားဖွားကိုကြောလိုက်ပါတယ်တဲ့ကျမ်းမာရေးအထူး view site ပါဖွားဖွားရေးတဲ့မြီးလေးအစတာလည်းအလုပ်တွေလုပ်ရင်းနဲ့ကောလိပ်ကျောင်းတက်တော့မယ်တဲ့မြီးအတွက်လည်းတဲ့အမှတ်တရဆူတောင်းပေးပါတဲ့ဖွားဖွားကိုရမ်းချစ်တဲ့ USA ကမီလီအက်စတာမိသားစုတဲ့အဲ Good bless you grandma ဖွားဖွားတဲ့တက်ရှိကျမ်းမာပါစေဆုမကောင်းတောင်းပေးလိုက်ပါတယ်တဲ့ Happy Mother Day ပါတဲ့ကဲဒါဆူတောင်းပေးပါ အဲ့ဒါတင်ဘောဖြစ်တယ်အမှန် ဖာတေကန်ကကောင်းကြီးပြပြချေတမ်းမပါချေချမ်းသာပါစေဒီမတပ်ပါစေ တော့ပါတယ်ရရ ပြီးတော့ ကြီးရပါ ပတ်စံများများဝင်ပါစေပေါ့ ပဲချမ်းသာရပါစေ အဘွားကတော့လိုက်တာနဲလားများလားဒီတက်ပို့ပြီးကတော့အောင်လား ငါပတ်တယ် လောက်ဆန်ကညာလာတာ ဟုတ်ကဲ့ပါ ငါပတ် ကျေးဇူးတင်ပါတယ်ကဲဓာတ်ပုံရိုက်မယ်နော်